အားလုံးပဲမင်္ဂလာပါဗျကျွန်တော်မနက်ဖြန်30ရက်10လ2025ကြာဝင်းညမနက်အတွက်ကျွန်တော်ခဏလေးပြေးချင်ပါမနက်ကလေကျွန်တော်ပြေးရခဏလေးအကောလုံးအဆင်ပြေကြမယ်ရကြမယ်လို့ထင်ပါတယ်တောင်းလေးကညနေပိုင်းထိပ်ပြီးရတယ်အောက်ပါတယ်ကျွန်တော်40ကိုညမနက်ပြေးထားတဲ့ထဲမှာလည်းပါပါတယ်50ဝန်းကျင်အထီဆိုပြီးပြောတဲ့ထဲမှာပါပါတယ်အကုန်လုံးအဆင်ပြေကြမယ်ရကြမယ်ပြောနေပါတယ်ဒီနေ့ဒီမနေ့ကြာဝင်းညမနေ့အတွက်ကကျွန်တော်တစ်6ဝန်းကျင်ရှိပါတယ်တစ်6ဝန်းကျင်ကိုကျွန်တော်တင်ကိုလေးနဲ့ပြောမယ်ရန်ကုန်လေး3ခွက်ပြောမယ်ပြီးရင်အပူးလေးတစ်ခွက်လောက်ထည့်ပြောခြင်းနဲ့အပူးလေးကိုစိတ်ဝင်စားလို့ထိုးလို့ရပါတယ်ကျွန်တော်ဒါပြန်ကြာဝင်းနေပိုင်းတနားရီလောက်ကျွန်တော် live လွှင့်ပေးပါမယ် YouTube ကနေပေါ့နော် YouTube ကနေကျွန်တော် live လုပ်ပေးမယ်ကျွန်တော် YouTube ခေါင်းလေးကိုလည်း like and subscribe လေးလုပ်ပေးထားကြပါဦးဘေးကခေါင်းလုံးလေးပါတီးပြီးထားပါကျွန်တော်လည်းပြန်တစ်ချောင်းဝန်းကျင်ကြာဝင်းညမနေ့ခိုင်းရမှာဖြစ်ပါတယ်တစ်ချောင်းညမနေ့ဝန်းကျင်ကိုတင်ဝလေးရတော့6 5 3 3 6 3 ဒီ main ဖြစ်ပါတယ်အလေးကိုတော့ဒီထားပြီးကစားပါပြီးရန်ကုန်အနေနဲ့ကတော့18 68 98ဖြစ်ပါတယ်ညမနေ့တော့ပါနော်ကြာပြီးညမနေ့ကစားမှာဖြစ်ပါတယ်ဘူးနေတော့တုံညာဘူးလေးကိုတည်ထားသေးကြပါတယ်တုံညာဘူးလေးကိုကျွန်တော်ပို့ပြီးတော့ကြိုက်ပါတယ်တုံညာကကြာပြီးနေဆိုရင်9ဝတုံညာတစ်လုံးတုံညာတစ်လုံးလေးတစ်လုံးကြာလို့တော့9နဲ့တုံညာတော့တည်ထားပါကြာပြီးနေဆိုရင်ပုံမှန်တိုင်းဆိုရင်9ထွက်တယ်ပါတယ်အားလေးခုတည်ထားပြီးတော့ခင်ဗျာကျွန်တော်တို့ဖြစ်တနားရီလောက်ညနေအတွက်ကိုကျွန်တော် YouTube ကနေ live လုပ်ရဖြစ်ပါတယ်ညနေတနားရီကိုကျွန်တော် live လုပ်မယ့်အချိန်ကိုစောင့်ပြီးစားပါတဲ့အားလုံးပဲအဲ့ကြာပြီးနေအောင်ကောင်းပြီးတော့ပေါက်ပွက်လေးမိပါစေအုပ်ပွက်လေးမိပါစေလို့ဆုတောင်းပြီးပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်